ရေအောက်မှာတည်ဆုံခဲ့တဲ့မိန်းကလေးနောက်တစ်ယောက်ငါးဖန်သမားတွေကကျမကိုတွေ့တဲ့အချိန်မှာကျမတည်ဆုံခဲ့တာ33နာရီ6မိနစ်29စက္ကန့်ရှိနေပြီရဲတွေကကျမပျောက်ဆုံးနေကြောင်းအကြောင်းကြားထားတာက18နာရီရှိပါပြီကျမကိုကျမရဲ့ယာယီတဲထဲမှာမတွေ့တဲ့အကြောင်းအဲ့ဒီညမတိုင်ခင်ကပါတီတစ်ခုကိုခိုးသွားခဲ့တာကနေကျမပြန်ရောက်မလာခဲ့တဲ့အကြောင်းတွေကိုဇိုးကကျမရဲ့တတပေရဆရာကိုပြောထားတာ15နာရီရှိနေပြီရုတ်တရက်ပြန်တတိရတာတွေရှိလိုက်တယ်အရန်ပြော်ခဲ့ရတာတွေရင်တွေတုံတုံခုန်နေတာတွေထင်းရှူးနဲ့တွေလေထဲမှာပြန့်လာတဲ့ရေညှိနဲ့တွေလာရန်ကွေ့ကွေ့လေးတဲတွေကိုကြော်သွားတဲ့အထိချွေပြန်နေတဲ့ကျမရဲ့လက်တွေကိုဇိုးကကင်ထားပေးတယ်အဲဒီနောက်တော့ရေကန်ပေးမှရှိတဲ့တခြားသူတွေစီကိုတွားခဲ့လိုက်တယ်ကျမတို့စကားပြောလို့ရအောင်တစုံတစ်ယောက်ကဖုံးမှာဖွင့်ထားတဲ့သချင်းတန်ကိုတိုးလိုက်တယ်အဲဒီဖွယ်တဲ့ကတယောက်ကနောက်ဆုံးလက်ချံပြားတစ်လုံးကိုကျမတို့ကိုပေးခဲ့တယ်ရေကန်ကဘယ်မှာစပြီးတစ်တော်ကဘယ်မှာဆုံးလဲဆိုတာတွေမပြောနိုင်တဲ့အထိအတွေ့တွေကိုကျမမှတ်မိတယ်သတင်းစာတွေမှာပထမဆုံးပါလာတဲ့သတင်းကတော့ရေကန်နဲ့ညဘက်ရေစင်းကူးရမှပျောက်ဆုံးနေသောအထက်တန်းကျောင်းသူတဦးကိုရှာဖွေနေဆိုတာပဲဖြစ်ပါတယ်။အဲဒီနောက်တော့မိသက်သမားတွေရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေကြတော့တယ်။ရှာဖွေရေးခွေးတွေကလည်းဆွဆွနေတဲ့မြေပြင်တွေပေါ်မှာအနံခံပြီးရှာဖွေကြတယ်။တတော်ရဲမှာလည်းကျမကိုတွေ့လေမလားဆိုပြီးရှာဖွေရေးအဖွဲ့တွေကပတ်စိတ်တိုက်ရှာခဲ့ကြတယ်။ညနေနေဝင်တဲ့အချိန်ထိရှာမတွေ့ခဲ့ကြဘူး။သူမကိုနောက်ဆုံးပဲအချိန်မှတွေ့ခဲ့လေ။သူမဘာရောင်ဝတ်ထားလဲ။သူမအရက်တောက်ထားသေးလားသူမရဲ့စိတ်ပန်းဆိုင်ရာအခြေအနေကရောဘယ်လိုရှိလဲစိတ်ဆိုးနေတာမျိုးဝမ်းနည်းနေတာမျိုးတွေရှိလားကိုတက်သေးတာများလားမဟုတ်ဘူးသူမတချင်းစုံနေခဲ့တယ်ကနေခဲ့တယ်သူမပျော်ရွှင်ပုံပေါ်ခဲ့တယ်တကယ်တော့ငါးဖန်သမားတွေကကျမရဲ့အလောင်းကိုတွေ့ခဲ့တဲ့နေရာကကျမကိုနောက်ဆုံးမြင်ခဲ့တဲ့နေရာနဲ့ဆိုရင်မိုင်တော်တော်လေးဝေးနေပြီမူကင်းစစ်ဆေးချက်တွေအရကျမရဲ့နှစ်ဖူးမှာသွေးချေတန်ရာတစ်ခုရှိတယ်။နားရဲ့နောက်ဖက်မှာလည်းအညိုအဆက်ပြောက်လေးတွေတွေ့ရတယ်။အစုပ်ထဲမှာရေဝင်နေတဲ့အတွက်ကျမကရေထဲမရောက်ခင်တည်ခဲ့တာမျိုးမဟုတ်ဘူး။ကျမကရေနဲ့တည်ဆုံးခဲ့တာပါ။ကျမရဲ့အတန်းမော်ရေးစီမှာမိကွန်းတွေကရှိနေတော့မယ်။ဇိုးကစောပြီးပြန်သွားခဲ့တယ်။သူမပြန်သွားတော့ကျမကဇိုးရဲ့အမွာအကိုတွမ်နဲ့အတူရှိနေခဲ့တယ်။ကျမကအလဲတန်းကျောင်းကလေးကချစ်သူတွေဖြစ်ခဲ့ကြတာတော်မြဲအပြုအမူတွေကရဲတွေကိုတန်တရားဖြစ်စေတယ်ကျမတို့နှစ်ယောက်အတူတူပါတီကနေခဏပြောက်သွားတာကိုလူတွေကတတိထားမိကြပါမယ်တွမ်ကတော့ကျမနဲ့စကားပြောတာပါပဲဆိုပြီးတော့ညင်နေတော့မယ်ကျမရဲ့အလောင်းကိုစစ်ဆေးကြည့်တော့လဲတွမ်ရဲ့အရေးပြားအချို့ကိုကျမရဲ့အင်ကြီးတွေမှာတွေ့ရတယ်ဒါပေမဲ့တွမ်ကတော့သူ့ရဲ့မူလဇာတ်လမ်းအတိုင်းပဲညင်နေတော့မယ်ဘာဖြစ်လို့အမှန်တိုင်းသူမပြောရဲတာလဲနောက်ထပ်ဖြေရမယ့်မိကွန်းတွေကိုသူကြောက်နေရများလားသူ့ကိုစောင့်ကြည့်ကြမှာစိုးရိမ်နေတာလားတကယ်တော့တွမ်ပြောတာမှန်ပါတယ်ထပ်ပြောရရင်အရီညာကကျမတို့နှစ်ယောက်စကား3-4ခုပဲပြောပြခဲ့ကြတယ်ဘာဖြစ်လို့လဲဆိုတော့တွမ်နဲ့ကျမနဲ့နန်းနေခဲ့ကြလို့ပါပဲပြန်တွေးကြည့်လိုက်ရင်တွမ်နဲ့ရှိခဲ့တဲ့စက္ကန့်တိုင်းကကျမကိုပျော်ရွှင်စေတယ်တွမ်ကိုကျမကတကယ်ကိုအခွင့်အရေးပေးခြင်းခဲ့တာပါဒါပေမဲ့တခြားသူတွေဘာတွေပြောကြမလဲဘာတွေတွေးကြမလဲဆိုတာကိုကျမတွေးပြီးကြောက်နေခဲ့တယ်ဒါကြောင့်တွမ်ကိုတွန်းထုတ်လိုက်ပြီးပါတီကနေနာကျင်စွာပြန်သွားစေခဲ့တယ်ကတ်တယောက်ကတော့အရီညာကဇိုးစကန်ချခဲ့တဲ့တဲရီစီကိုမပြန်ခင်ကျမနဲ့ဇိုးနဲ့အငင်းခုန်တစ်ခုဖြစ်နေတာကိုသူကြားခဲ့တယ်လို့ပြောတယ်သူမရဲ့ထွက်ဆိုချက်အရတွမ်နဲ့ပတ်သက်ပြီးရန်ဖြစ်နေကြတာလို့ဆိုတယ်ဟုတ်တယ်သူမပြောသလိုပါပဲမိန်းကလေးနှစ်ယောက်အငင်းကုန်ဖြစ်စေတာကယောက်ျားလေးတစ်ယောက်အကြောင်းမှမဟုတ်ရင်ဘာအတွက်ဖြစ်အောင်မလဲဇိုးကအပြင်းထန်ညင်းနေပေမဲ့လည်းဇိုးကျမကိုတွန်းထုတ်လိုက်တာကိုဂတ်ကမြင်ခဲ့တယ်တုံနဲ့ပတ်သက်ပြီးရန်ဖြစ်ခဲ့တယ်ဆိုတဲ့ကိစ္စကိုလည်းဇိုးကညင်နေတယ်တခြားအကြောင်းအရာနဲ့ဖြစ်တာပါလို့တော့သူပြောတယ်အဲ့ဒီအကြောင်းအရာကကျမတို့ရဲ့တတဗေဒဆရာကိုတရားခံအဖြစ်တန်တရားရှိစေမယ့်အကြောင်းအရာပါပဲဒါပေမဲ့ကတ်ကတော့ဇိုးကိုတရားခံလို့ထင်နေတော့မှာပဲကတ်အကြောင်းပြောပြရမယ်ဆိုရင်ကျောင်းမှာမထင်မရှားကောင်းပါလေပါຫນွေချောင်း2ပတ်လောက်ပိတ်လိုက်ပြီးတာတော့မှကျောင်းပြတ်တက်တဲ့အချိန်မှာဆရာတွေကသူ့ရဲ့နာမည်ကိုမှတ်မမေးလောက်အောင်ထိပါပဲ
အခုတခါမှာတော့သူမကရဲတွေကိုစကားပြောခွင့်ရလာတယ်စစ်ဆေးမှုတွေရဲ့တစိမ့်တစ်ပိုင်းအဖြစ်သူမပါဝင်လာခဲ့တယ်ဒါပေမဲ့ကံမကောင်းစားပဲသူမကစုံစမ်းစစ်ဆေးရေးလုပ်သူတွေကိုမကူညီနိုင်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့သူမကမနက်2 နာရီမှာပါတီကနေပြန်သွားလို့ပါပဲကျမမသိခင်မိနစ်40အလိုပေါ့စိတ်ငြိမ်စေးတွေယူလာတဲ့ကောင်လေးတွေနဲ့ကျမတယောက်တည်းနေခဲ့ရတယ်အဲ့ဒီကောင်လေးတွေဘေးမှာထိုင်နေရတာကကျမရဲ့စိတ်ကိုမတိုးမတန့်နဲ့ခံစားရစေတယ်အိမ်မက်ဆိုးတစ်ခုမနေရတယ်လို့ပါပဲအဲ့ဒါကြောင့်ကျမတဲရီစီကိုပြန်ဖို့စဉ်းစားခဲ့တယ်အဲ့ဒီဖွဲ့တွေကတယောက်ကအဖော်လိုက်ပေးရမလားမေတော့ကျမကလိုက်ခဲ့ပေးလို့ပြောခဲ့ပေမဲ့တယောက်မှတော့မလုပ်ကြဘူးနောက်ကိုပြန်ကြည့်လိုက်တော့ကျမတို့စခန်းချတဲ့တဲကလေးတွေနေရာကိုထရှူပဲနေကြတွေကနေဟိုတဝါမြင်နေရတယ်တကယ်တော့အခုနေရာနဲ့စခန်းချခဲ့တဲ့နေရာကမီတာအနည်းငယ်ပဲဝေးတာပါဒီလမ်းကကျမအမြဲရှောင်နေကြလမ်းမှာတခါမှတော့မကြောက်ခဲ့ဘူးဒါပေမဲ့အခုညမှာတော့တစုံတစ်ခုကကျမကို6လက်နေသလိုခံစားရတယ်အမောင်လေးကိုတယောက်တည်းရှောက်ဖို့ကြောက်နေရတဲ့မိန်းကလေးမျိုးတနေရာကိုသွားဖို့တစုံတယောက်ကိုဆောင်ရတာမျိုးတစုံတယောက်ရဲ့လက်ကိုကင်ထားမှသွားရတဲ့မိန်းကလေးမျိုးကျမမဖြစ်ချင်ဘူးအဲ့ဒါကြောင့်ကျမထိုင်နေရကနေထားလိုက်တယ်ရတယ်တယောက်တည်းပဲသွားမယ်လို့ကျမပြောခဲ့တယ်ပြီးတော့ကျမရှောက်နေကြမောင်နေကြလမ်းထက်ပိုပြီးလင်းနဲ့ပိုပြီးလမ်းပိုရှိတယ်ပိုပြီးလုံခြုံမယ်လို့ခံစားရတဲ့မြေပေးရှောက်လန်းကနေပြန်လာဖို့ဆုံးဖြတ်လိုက်တယ်အဖွဲတွေကတယောက်ကတော့ကျမကိုတဲရီစီပြန်ရောက်ရင်စာတိုပို့နော်လို့ပြောတယ်ဒါပေမဲ့ကျမမလုံနိုင်ခဲ့ဘူးဘယ်သူမှလည်းတတိမထားမိခဲ့ပါဘူးကျမတည်ပြီး16ရက်ကြာတဲ့အချိန်မှာတော့တန်တရားတွေကကျမတို့ရဲ့တတ္တဗေဒဆရာစီကိုရောက်သွားခဲ့တယ်အဲ့ဒီညကသူနေမကောင်းလို့ဆရာရဲ့တဲရီစီကိုသွားခဲ့ပေမဲ့ဆရာကတဲထဲမှာမရှိဘူးလို့ကျမရဲ့အတန်းပေါ်တယောက်ဖြစ်တဲ့ဒီဗန်ကပြောတယ်အဲဒီနောက်မှာတော့ဆရာရဲ့အပြုမူတွေကအရန်ကိုပြောင်းလဲနေတယ်သူ့ရဲ့ထွက်ဆိုချက်တွေကလည်းမခိုင်မလုံဖြစ်လာတယ်တနေ့ကျတော့ဆရာကအတန်ပြီးတော့ဇိုးကိုသူ့ရဲ့ရုံခန်းစီကိုခေါ်လိုက်တယ်ခရီးမထွက်ခင်ဇိုးကိုလက်ထက်ခွင့်တောင်းခဲ့တာကဘာမှမဟုတ်ပဲစာကျင်တာတက်ဖြစ်ကြောင်းသူတကယ်ဆိုလိုချင်တာကဇိုးရဲ့အမှတ်တွေကောင်းလာစေဖို့သူ့ရဲ့ guide ဆရာအဖြစ်နေနဲ့ပဲလုပ်ပေးချင်တာကိုတစ်ဖက်လှမ်းနေနဲ့ပြောမိခဲ့တာဖြစ်ကြောင်းပြောခဲ့တယ်ဒီနေရာမှာကက်ရဲ့အလက်ကိုပြန်ရောက်လာခဲ့တယ်သူမပါတီကအပြန်မှာဆရာစီကိုတွားလဲခဲ့တယ်ပြီးတော့သူတို့2ယောက်ရေဇက်ကအိမ်လေးစီကိုလမ်းလျှောက်ထွက်ခဲ့တယ်ဆရာကကျမနဲ့အတူတူရှိခဲ့တာပါဆူဆူရွရွတွေမဖြစ်ခဲ့ပါဘူးတတဘေရဆရာဟာချက်ချင်းပဲတာဝန်ကနေရဆိုင်ခြင်းကိုခံခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့အကြောင်းအရာတွေကကျမရဲ့တည်ဆုံမှုနဲ့ပတ်သက်မနေခဲ့ဘူးကတ်ကသူနဲ့အတူရှိကြောင်းသက်သေပြထားနိုင်ခဲ့တယ်ဇိုနက်တုံကိုဆွဆွဲဖို့ကလည်းသက်သေတွေကမလုံလောက်ခဲ့ဘူးအဲ့လိုနဲ့ပဲကျမရဲ့တည်ဆုံမှုကမဖြေရှင်းနိုင်တဲ့ဘေရီအဖြစ်ဆက်ပြီးရှိခဲ့တယ်ကျမဟာမတော်တဆမှုတစ်ခုကြောင့်တည်ဆုံခဲ့ရလို့လူတွေရဲ့ပါဇက်ဖြားမှာပြောစားပြူလာတယ်ကျမရည်ရဲခုံစင်းတဲ့အချိန်မှာခေါင်းကိုတစုံတစ်ခုနဲ့ရိုက်သွားတာမျိုးပေါ့ကျမကဝမ်းထဲပုံပေါ်တယ်လို့ပြောလာကြတယ်ဒါပေမဲ့အဲဒီညမှာတော့မပါဘူးအဲဒီညကတော့ပျော်ရွှင်နေတယ်မိဘတွေနဲ့ဆက်ဆံရေးပါကြောက်ကစားရှိရလို့ပြောစမှတ်ပြူလာကြတယ်ဒါတွေကြောင့်ကျမတည်သွားခဲ့တယ်လို့ပြောလာခဲ့ကြတယ်ကျမအတွက်တော့ဓာတ်လိုတွေဖြစ်နေတာကလုံးဝအဆင်မပြေဘူးသတင်းစာထဲမှာလည်းကျမရဲ့တည်ဆုံမှုသတင်းတွေကတဖြည်းဖြည်းပျောက်ကွယ်လာတယ်ရဲတွေကလည်းကျမရဲ့အမှုတွေကိုမဖြေရှင်းနိုင်တဲ့အမှုတွေထားတဲ့စပွဲပေါ်မှာကြောင်တိုးစားပြူလာတယ်ပြီးတော့ကျမရဲ့မိဘတွေကလည်းအချိန်ကြာလာတဲ့နဲ့မျှကျမတို့ရဲ့သမီးလေးအဲ့လိုဖြစ်သွားမယ်လို့မထင်ထားဘူးလို့အင်တာဗျူးတွေမှာဖြေလာကြတော့မယ်တရက်မှာတော့ကျမရဲ့အတန်းပေါ်တယောက်ကကျမတည်ဆုံမှုအကြောင်းကိုစာစီစာကုန်းတပွဲဆောင်းဝါးတပွဲရေးလာလိမ့်မယ်အဲဒီကနေဘယ်လိုသင်ခန်းစာတွေရတယ်ဆိုတဲ့အကြောင်းမှာရေးပြလာလိမ့်မယ်ကျမတည်ဆုံမှုကတစ်ချိန်မှာဖြစ်ရမှန်ဇလန်တစ်ခုဖြစ်လာရင်ဖြစ်လာလိမ့်မယ်ဒါတွေအားလုံးဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ကျမကိုတဖြည်းဖြည်းမေ့သွားကြမှာပါဒီလိုပဲဖြစ်ပျက်သွားခဲ့တဲ့ဒီလိုပဲတည်ဆုံသွားခဲ့တဲ့မိန်းကလေးမျိုးတွေလို့ပေါ့ကျမဇလန်ကနေဘသူတွေအကျိုးမြတ်ရသွားမလဲဆိုတာကတော့တကယ်တော့အရေးမကြီးပါဘူးကျမပြန်လန်းမှာတွေးခဲ့တဲ့လူ2ယောက်ကိုသူတို့ရှာတွေးခဲ့ရင်တော့မှပဲအရေးမကြီးတော့ပါဘူးအချိန်နဲ့နေရာမှားသွားတာမျိုးပဲဖြစ်မှာပါဘယ်ရာမှအရေးမကြီးပါဘူး
ကျမကရေအောက်မှာတည်ဆုံခဲ့ရတဲ့မိန်းကလေးတွေကတယောက်ပါပဲ။